ပြီးခဲ့တဲ့ဘိုင်းမှာတော့ကွန်မန်ဒါရှမ်ရော့ဟာ AFF ကိုဘယ်လိုနီလန်းမဲ့300ကဘာအစိုးရရဲ့လက်အောက်ကိုရအောင်လုပ်မယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သွေးတန်တရရဲနဲ့လိုကီကိုနောက်မှချန်ထားခဲ့ကထွက်သွားလိုက်ကြပါတယ်။အတကုံပြင်းခံထားရလို့တေမလို့ဖြစ်နေတာတောင်မှလိုကီကအာဂျင်တီတုံးဖြစ်ပြီးမင်းကသူနဲ့ရန်တူတာပဲ။မင်းနဲ့ဆန်နီဆိုတဲ့ပင်တဲ့တမကရိုးရိုးသစိမ့်တွေတော့မဟုတ်ကြဘူးမလားလို့အော်မိလိုက်ပါတယ်။အဲဒီစကားကိုကြားတော့ရှမ်ရော့ကတစ်ချက်ပြုံးလိုက်ပြီးကွန်ဂိုကတော့မင်းမဆက်ကိုပိတ်ထားစမ်းလို့ပြောလိုက်ပါတယ်။အဲဒါတော့မှလိုကီကရက်တန့်လို့မသွားခဲ့ပဲဟုတ်မှာပါပင်လေတမတယောက်နဲ့ဆက်လက်စီရဲ့ဒရဂွန်တယောက်ကဘသူမဆိုတွေးမိမှာပဲမျက်နှာချင်းစင်တူတဲ့သူနှစ်ယောက်ကကဘာစွန်းနှစ်ပတ်မှာဘာလို့ရှိနေရတာလဲဆိုတာကိုလေလို့လိုကီကတော့မီးနေပါတယ်အဲဒီပင်လေတမကငါနဲ့အဆက်တွေဖြတ်ထားတဲ့အမွာညီလေးပဲဆိုတဲ့စကားကြောင့်လိုကီကအံ့ဩသွားခဲ့ရပြီးရှမ်နဲ့ရှမ်ရော့ကြားကသွေးသားတော်ဆန်မှုကိုလည်းအားလုံးကိုချပြလိုက်ပြီးဖြစ်ပါတယ်ဆက်လက်ပြီးရှမ်ရော့ကသူတစ်ခေါက်တော့ဟိုလီလန်ကိုပြန်လာခဲ့ဘူးတယ်ဒါပေမဲ့အဲဒီညစ်ပတ်တဲ့အောက်ကဘာမှာပဲသူကနေချင်နေပုံရတယ်လေလို့ပြောတဲ့အခါသူပြန်လာခဲ့တယ်ဟုတ်လားငါသဘောပေါက်ပြီးသူ့မျိုးရိုးအကြောင်းတီးရလေလေဒေါသထွက်လေလေပဲနေမှာပေါ့ဒါပေမဲ့ညီကိုနှစ်ယောက်လုံးကငါ့ကိုဒေါသထွက်အောင်လုပ်နိုင်တာကတော့တကယ်စိတ်ဝင်စားစရာပဲမင်းတို့ဒီအတွက်ပြန်ပေးဆက်ရမယ်လို့လိုကီကပြောနေပါတယ်ငါခြေချင်းတွေပြုတ်သွားတဲ့တနေ့ကျဘာဖြစ်လာမလဲဆိုတာကိုမင်းတို့သိမှာပါငါကငါတငယ်ချင်းတွေရဲ့ကံကြမ္မာကိုမျက်မြင်တွေ့ခဲ့ရတယ်အဲဒီအရာကိုငါရင်ထဲမှာမြဲသိမ်းထားတယ်လို့လိုကီကအော်ပြောနေပါတယ်မိုးစာပြောခဲ့တယ်လို့မျိုးပဲလိုကီဟာသူဘလောက်ရက်ဆက်ကြောင်းကြောက်ဖို့ကောင်းကြောင်းပြောနေပေမဲ့သူ့ရင်ထဲမှာကျင်နာတတ်တဲ့စိတ်တွေကပြည့်ပါပဲအစောပိုင်းတုန်းကဒီတရိတ်ဆန်တွေကသူ့အတွက်ဘာမှရေးမပါဘူးလို့ပါဇက်ကနေပြောခဲ့ပေမဲ့အခုလိုမျိုးသူမျက်စိရှိတဲ့အကုန်လုံးတက်ခံလိုက်ရတာကိုမြင်ထားရတဲ့အတွက်သူ့ရင်ဘတ်ထဲမှာတော့အယမ်းကိုခံစားနေရမှာမှန်ပါပဲလိုကီရဲ့စကားဆုံးမှာတော့ရှမ်ရော့ကမင်းငါ့ကိုချင်းချောင်းနေတာလားလို့တစ်ချက်လက်မိလိုက်ကသူ့လိုကောင်အတွက်ငါလက်ကိုညစ်ပတ်အောင်မလုပ်ချင်ဘူးလို့ဂွန်ကိုကိုပြောကသူ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးဟုတ်တယ်မလားဆဲဘရက်စ်တို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ရှမ်ရော့ရဲ့ဓာတ်ကနေခေါင်းသုံးလုံးမြေခွေးတစ်ကောင်ကထွက်လာတာကိုမြင်လိုက်ရတာကြောင့်လိုကီတယောက်ဟာပါဇက်ဟောင်းသားဖြစ်သွားရပါတယ်ဒါဆိုရင်တော့ရှမ်ရော့ရဲ့ဓာတ်ကဒီဝေးဖရူဆွမ်းရှိနေတဲ့ဆိုတဲ့သဘောပါပဲကွန်ဂိုကတော့အဲဒီရဲ့ဆွမ်းကိုထုတ်သုံးရင်သူတို့တွေတတိထားမိသွားလိမ့်မယ်လို့ပြောကသူမရဲ့ဒီဝေးဖရူကိုဆွမ်းနဲ့ဂျက်လေးရင်တစည်းကိုဖန်တီးလိုက်ပြီးဒီကနေသွားကြရအောင်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ဆဲဘရက်စ်ရဲ့ခေါင်းသုံးလုံးကလဲထွက်သွားကဓားပြန်ဒီနဲ့ပြုတ်ထွက်သွားတာကိုတွေ့လိုက်ရပါတယ်လိုကီကတော့မင်းတို့ကောင်တွေပြန်လာခဲ့စမ်းလို့အာကျယ်နေပေမဲ့မင်းအဲ့ဒါကနေတက်ရှင်ကြံခဲ့ရင်တော့ဘယ်ချိန်မဆိုငါ့ကိုလာတတ်နိုင်တယ်အဲ့ဒီနေကြရင်တော့မင်းကငါလက်နဲ့ကိုယ်တိုင်ရှင်းပေးမယ်လို့ပြောကလက်ထွက်သွားခဲ့ပါတယ်ရှမ်ရော့ရဲ့ဒီဝေးဖရူစားထားတဲ့ဓာတ်ကတကယ်ကိုကြောက်စရာပါပြုတ်ထွက်ပြီးလဲနေတဲ့ခေါင်းသုံးလုံးကရှမ်ရော့ထွက်သွားပြီးတဲ့နောက်မှာတော့လိုကီစီကိုတက်တက်မက်မက်ကြီးကိုစိုက်ဝင်သွားပါတော့တယ်လိုကီတယောက်ကတော့လှုပ်လို့ကလည်းမရဘာမှလည်းပြန်မလုံနိုင်ခဲ့တဲ့အပြင်ဒီလိုမျိုးဓာတ်စိုက်ခံပြီးတရားတော့မဲ့ခြေနေကြောင်းဒေါသတွေထွက်ပြီးအော်ဟစ်နေခဲ့ပါတယ်ဒီပုံစံတိုင်းသာဆိုရင် AFF ကိုတိမ်ဖို့ကကြာနေအောင်ပါပဲအရင်ဆုံးလူဘလူးစစ်တီတွေရဲ့ကလေးတွေကိုဖမ်းကြတာပေါ့နောက်ထပ်တစ်ကောင်လောက်ခေါ်လိုက်အောင်လို့ရှမ်ရော့ကသူ့ရဲ့နီးပြူအကြောင်းကိုရှင်းပြနေပါတယ်။ Oris ရဲ့တိုက်တွင်ကလူဖီကတော့မင်းတို့တွေလာလိမ့်မနေနဲ့ရှမ်ကအကြောင်းပဲတတ်တော့မင်းတို့ကိုရိုက်နှက်မှာမဟုတ်ဘူးလို့ပြန်နိုးလာပြီးဖြစ်တဲ့လူဘလူးနှစ်ယောက်ကိုအော်ပြောနေပါတယ်။ရှမ်ရဲ့အမွာညီကိုမှမသိတာကြောင့်လဲသူတို့တွေရဲ့အနေနဲ့ရှမ်လို့ထင်နေတာကတော့မဆန်းပါဘူး။သူတို့တွေကအမှန်ပြောနေတာဖြစ်ကြောင်းအဲဒီလူကတကယ်ပဲဆန်နီဖြစ်ကြောင်းကိုပြောကသူ AFF ကိုအချင်းချင်းရောက်ဘူးတာကြောင့်သူတို့အနေနဲ့မားစရာမရှိဘူးလို့ဆိုပါတယ်။ရှမ်အပေါ်လုံးဝယုံကြည်တဲ့လူဖီကတော့ခဏစဉ်းစားလိုက်ပြီးတဘောပေါက်ပြီးရှမ်ရောင်ဆောင်ထားတဲ့ကောင်ပဲဖြစ်ရမယ်လို့ပြောလိုက်ပါတယ်။ရာဘာကောင်ကနေပြင်မှန်ထွက်တာကဒီတခါပဲရှိနေတယ်လို့ပြောရမယ်။ဒါပေမဲ့ဆိုလိုကတော့လူဖီဆန်နီကမကြသေးခင်ကမှ AFF ကိုရောက်လာတာလေ။သူဒီမှာရှိနေသေးတာကိုမဖြစ်နိုင်ဘူးလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့လည်းမင်းတို့ပြောတာဒါအမှန်ဆိုရင်အဲ့ဒါကရှမ်တော့မဖြစ်နိုင်ဘူး။သူကပို့ပြီးတော့ပျော်ပျော်နေတတ်တယ်။ဘသူ့ကိုမှလည်းမိန်ပေးလေးမရှိဘူးပြီးတော့သူကအကြောင်းမဲ့တက်ဘာမှလုံးမဲ့လူသားမျိုးမဟုတ်ဘူးလို့ယုံကြည်မှုပြင်းထန်စွာပြောနေတာကြောင့်မင်းကသူ့ကိုတော်တော်ယုံကြည်တာပဲလူဖီလို့နာမီကလည်းပြောလိုက်ပါတယ်ဟေးနာမီမင်းလည်းပဲမေရာအကြောင်းကိုတယောက်ယောက်ကမကောင်းပြောရင်တော့ဒေါသထွက်မှာပဲမဟုတ်လားမင်းတို့တွေးခဲ့တဲ့ကောင်ကလုံးဝရှမ်းမဟုတ်ဘူးလို့ပြတ်သားစွာပြောလိုက်ပါတယ်ဒါဆိုရင်သူကတကယ်ပဲရှမ်းနဲ့တူတဲ့သူလားသူ့အညီကိုများလားလို့လူဘလူးနှစ်ယောက်ကပြောလိုက်တဲ့အခါရှမ်းရဲ့ညီကိုဆိုရင်သူနဲ့တူတဲ့လူကောင်းပဲဖြစ်မှာပါဒါပေမဲ့ပြန်တွေးကြည့်ရရင်သူ့မိသားစုအကြောင်းကိုပြောပြတာကတခါမှမကြားခဲ့ဘူးလို့လူဖီကဆိုပါတယ်။သူကငငယ်လေးကလေးကပင်လယ်ဓမြတင်ပေါ်ပေါ်မှာကြီးပြင်းလာခဲ့တာလေ။ရော်ဂျာတို့ရေလီတို့နဲ့တခြားလူတွေကပဲသူ့မိသားစုလို့ငါထင်တယ်။ရော်ဂျာပင်လယ်ဓမြအဖွဲပေါ်ဘက်ကီကလွှဲရင်ပေါ်လို့ပြောနေပါတယ်။အဲဒီရဲ့ချိန်နှန်းတော်နီတဝိုင်းမှာတော့ခမောင်ဆောင်ထားတဲ့လူတစ်ယောက်ကတရွေ့ရွေ့နဲ့ရဲတိုက်စီကိုဥတီလိုလာနေပါတယ်။
အဲဒီရဲ့ချင်းအာဒန်တစ်ပင်ကြီးရဲ့နာဖရန်ကီတယောက်ကတော့ဒါလေးတစ်ပိုင်းရဖို့အတွက်တန်း20လောက်ကုန်ကြခဲ့တာလို့ပြောပြီးတော့အရန်တွေသဘောကျနေခဲ့တာကြောင့်ပြည်ပမှာအဲ့ဒီလောက်တောင်ဈေးရတာလားငါရောင်းသားလိုက်ရမလားလို့ရေပလီကဖရန်ကီကိုကောက်ကြီးကပြောလိုက်ပါတယ်မင်းကလူတွေကိုဒါမျိုးမလုပ်အောင်တားရမှာမဟုတ်ဘူးလားလို့ဖရန်ကီကပြောတဲ့အခါနည်းနည်းပါးပါးလောက်လေးကဘာမှမဖြစ်ပါဘူးလို့သာပြန်ပြောလိုက်ပါတယ်စောကတော့ဒါကိုတင်းတင်းကြပ်ကြပ်မှာထားခဲ့တာနော်ကြီးမြတ်တဲ့တစ်ပင်ကိုဘယ်တော့မှမခုတ်လဲပါနဲ့လို့ဖရန်ကီကပြောကတလောက်တင်းကြပ်တဲ့လူဘလူးကြီးတွေစီကနေခိုးထုတ်ခဲ့တာမို့ဈေးကြီးတာကလည်းမစမ်းပါဘူးလို့ပြောလိုက်ပါတယ်အဲဒီလိုနဲ့ရှေ့ဆက်သွားလိုက်ကြတဲ့အခါတစ်ပင်ချီရင်မှနရံကပ်ပကြီးတွေကိုတွေးလိုက်ရပါတယ်အဲ့ဓာတွေကကြောက်ပြစ်သွားတဲ့အခောက်တွေပေါ်မှာရှေးခေတ်ကလေးတွေဆွဲထားတဲ့ပုံတွေပေါ့တမိုင်းဝင်တန်မိုးရှိလို့ကျမတို့ရဲ့မျိုးသားယဉ်ကျေးမှုအမွေအနှစ်ပြတ်မှတ်ထားတယ်လို့ရီပလီကပြောတဲ့အခါသူအနီးကကြီးလို့ရမလားလို့ဖရန်ကီကပြောလိုက်ပါတယ်ဒီပုံတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း800ကနေ900လောက်ကတည်းကဆွဲခဲ့တာပဲဖြစ်ကာအဲ့ဒါသာမှန်ဆိုရင်တော့လက်ဟာနေတဲ့နှစ်တရာနဲ့ချင်းကိုက်ပြစ်နေလိမ့်မယ်လို့ရီပလီကဆိုပါတယ်လက်ဟာနေတဲ့နှစ်တရာចောင်းသာဆိုရင်ရောဘင်ကိုခေါ်ပြရမယ်လို့ဖရန်ကီကပြောလိုက်ကပကြီးကားတွေဟာအဲဘက်မှာရှိနေတာဆိုပေမဲ့ရုပ်ပုံတွေကလူတွေအားလုံးကလူဘလူးတွေမဟုတ်တာတော့ဒူးဆန်းလို့နေပါတယ်သူတို့သိထားတဲ့တမိုင်းကြောင်းရဆိုရင်မျိုးနွယ်စုတွေကြားမှာစစ်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့ယဉ်ကျေးမှုပလဲတာမျိုးကိုတော့တခါမှမရှိခဲ့ဘူးတာကြောင့်လဲဒါတွေကိုကလေးတယောက်ရဲ့အိမ်မက်လို့ရိုးချင်းစာယုံကြည်ထားကြကြောင်းရီပလီကဆိုပါတယ်အဲ့ဒီအချိန် Warriors ကျောင်းနီးမှာတော့ကလေးလေးတွေကစော်ကစားလို့နေကြပြီးကျောင်းအုပ်ကြီးကီပါ Warriors ကတော့အိမ်ငိုက်လို့နေခဲ့ပါတယ်စစ်မှန်နေမြေ FF ကကလေးတွေအားလုံးကတော့ဘဝကြီးကိုရိုးချင်းစွာပြတ်တန်းနေကြပါတယ်အောင်းစာကြီးတိုင်းအတွင်းမှာတော့ဖုံအလိမ့်လိမ့်တက်နေတဲ့ဟာလီစာအုပ်တုပ်ကိုစောကထုတ်ယူလာခဲ့ပြီးရောဘင်ကိုပြနေပါတယ်ဒီမူရင်းစာသားတွေကနေတဆင့် FF ရဲ့တန်တာရီလာပုံမြင်မျိုးမျိုးပေါ်ပေါက်လာခဲ့တာပဲအတိတ်ပဲဖွင့်ဆိုချက်တွေလည်းမျိုးမျိုးပေါ်လို့ပြနေပါတယ်အဲဒါကြောင့်လဲ FF City တိုင်းမှာနေနယ်ဘရားဆိုတာကဘယ်လိုမျိုးလဲဆိုတဲ့ပုံမှာယူဆတွေဟာတယောက်နဲ့တယောက်လုံးဝမတူကြတာဖြစ်ကြောင်းစောကရှင်းပြနေပြီးတချို့တွေအတွက်သူ့ကိုအုပ်စိုးသူနယ်ဘရားလို့သတ်မှတ်တာကတချို့အတွက်တော့လွတ်မြောက်ခြင်းနယ်ဘရားတချို့ဆိုရင်ပျက်စီးခြင်းနယ်ဘရားလို့တောင်ပြောကြသေးတယ်လို့ပြောကရောဘင်ကိုဖျက်ခိုင်းနေပါတယ်ဒီပုံပြင်မှာခန်းသုံးခန်းနဲ့ဖွဲ့စည်းထားပါတယ်တတိယခန်းကတော့အခုနေထိုင်နေတဲ့ကဘာကြီးဖြစ်ကအနာဂတ်မှာဖြစ်လာမယ့်အကြောင်းအရာတွေလည်းပါတယ်လို့ဆိုပါတယ်အထူးသဖြင့်တော့နီဂါရဲ့တန်တာကြီးတွေကကဘာနဲ့မှလျှို့ဝှက်စွာတည်ရှိနေပြီးတူညီတာတစ်ခုကတော့သူဟာဒီလိုမျိုးရေမော်တန်တွေနဲ့ပေါ်လာတယ်ဆိုတာပဲလို့ဆိုကစောကနီဂါဒန်စ်ကိုကပြနေပါတယ်အနောက်ဘက်ရွာမှာဆိုရင်လဲလူဘလူးတွေအားလုံးကနီဂါဒန်စ်ကိုပြောရှင်စွာကနေကြပါတယ်အဲဒီနောက်မှာတော့ရောဘင်ဟာပထမကဘာကျောင်းကိုစားပတ်ပြနေပါတယ်မြေကြီးအောက်မှာမီးတောင်တွေရှိနေခဲ့တယ်လူသားတွေကလောဘစောတက်ပြီးတားမြစ်ထားတဲ့နေကိုသွားထိမိကြတယ်ကျွန်ခံနေရသူတွေဆူတောင်းလိုက်တဲ့အခါနေနယ်ဘုရားကပေါ်လာခဲ့တယ်မြေကြီးနဲ့ဘုရားကဒေါသထွက်ပြီးငရဲမီးမွေကြီးနဲ့အတူကဘာကြီးကိုတေခြင်းတရားနဲ့အမောင်တူထဲမှာဖုံးလန်းလိုက်တယ်သူတို့နှစ်ဦးကဘယ်တော့မှပြန်ဆုံတွေ့ကြတော့မှာမဟုတ်ဘူးဒုတိယကဘာအရာနဲ့ထိကင်းစင်နေတဲ့ဟင်းလင်းပြင်ကြီးမှာအသက်ရှူတန်တွေရှိနေတယ်တောအုပ်နဲ့ဘုရားကနဇိုးတွေကိုထိန်းချောင်းပြီးတော့နေနယ်ဘုရားကစင်မီတွေကိုဖြန့်ကျက်လိုက်တယ်လာချမ်းလူတွေကအိမ်မက်မကြတယ်လာမင်းလူတွေကလည်းအိမ်မက်မကြတယ်လူသားတွေကနေကိုတက်ပြီးနတ်ဘုရားဖြစ်လာကြတယ်ပင်လေနတ်ဘုရားကလည်းဒေါသထွက်ပြီးတော့တိုက်ခိုက်လာတယ်သူတို့နှစ်ဦးဘယ်တော့မှပြန်ဆုံတွေ့ကြတော့မှာမဟုတ်ဘူးတတိယကဘာပယံပဒဆန်တဲ့ခေယော့ကြားမှာဟာလာဟင်းလင်းပြင်တကူကရှိနေတယ်အစင်မပြေတဲ့ကြံရစ်သူတွေကဂတိပေးထားတဲ့နေ့ကိုပြန်တွေးပြီးကွဲအပ်နေတဲ့လာမင်းရဲ့အတန်ကိုကြားနေရတယ်နေနတ်ဘုရားကကခုန်ပြီးတော့ရေမောနေတယ်ကဘာကြီးကိုစုံတက်စီပို့ဆောင်ပေးဖို့ပေါ့နေမင်းကပြန်ရောက်လာပြီးမနက်ဖြန်တစ်ကိုယူဆောင်လာလိမ့်မယ်သူတို့နှစ်ဦးတေချာပေါက်ပြန်ဆုံတွေ့ကြလိမ့်မယ်ရောဘင်ဖက်ပြနေတဲ့ယာရီအားလုံးရဲ့တရုပ်ပြပကြီးကတော့ယခုဖရန်ကီရောက်နေတဲ့နေရာကပကြီးကားချက်ကြီးပေါ်မှာရှိလို့နေပါတယ်